တင်တန်းထားလိုက်တော့ တတန်းတော့မရဘူး အာ တတန်းတော့မရတော့တကယ်မရဘူးတကယ်မရဘူး ဒါဆိုဦးလေးဘယ်လောက်ရောင်းနိုင်လဲအနည်းဆုံးတစ်မျိုးပေးလေဦးလေးရတယ် တတန်းခွဲမြင်မလားဒီလေ တသန်းခွဲမြင်မလားမမြင်ဘူးတသန်းခွဲမမြင်ဘူးဦးလေးသမီးနဲ့ထပ်တိုးမယ်ဦးလေးစဉ်းစားကြည့်ရဖြစ်နိုင်တယ်ဆိုရင်သမီးမျိုးဦးလေးရလေအခုကသိရမလားစီပွားရေးလည်းမကောင်းလေဦးလေးသိတယ်ဦးလေးမကောင်းလေသမီးကဘယ်လိုလုပ်ကောင်းလဲ တိတယ်အလို့တိတ်မကောင်းလို့ကျွန်တော်ဈေးလည်းမဟုတ်ဘူးပစ္စည်းတအားလာတယ်ဒီပစ္စည်းက နောက်ပိတ်ဆုံးတစ်ခုစိတ်ပဲတသန်း2000ဦးလေးလည်းနည်းနည်း short သမီးနည်းနည်းတိုး နည်းနည်းပို့ပြလိုက်ပါနည်းနည်းပို့ပြလိုက် ပိုရင်သမီးမပေးနိုင်တော့ဦးလေးရဲ့ ဟုတ်လား ဟုတ်တယ်ဦးလေးစဉ်းစားကြည့်ရမလား နည်းနည်းထိုးလိုက်ပါလားနည်းနည်းလေးထိုးလိုက်ပါ တိုးလို့မရတော့ဦးလေးရောင်းနိုင်သမီးယူမရောင်းနိုင်ဘူးတော့ ဟုတ်လား အာ ကဲရောင်းပေးမယ်ဗျာ ကျေးဇူးပဲဦးလေး